ကဲလာပြီဗျမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျအခုကတော့ဆရာကကျမ်းမာရေးအထူးကောင်းမှုစေပြီးကျမ်းမာရေးတက်ရှိကျမ်းမာဖို့အတွက်ဆရာအခုတင်ပြပေးမယ့်ရတရားလေးကိုပြုလုပ်ကြပါဗျအိမ်မှာနေမကောင်းတဲ့သူရှိရင်လည်းဒီရတရားလေးပြုလုပ်ရှင်ပြီးကျမ်းမာရေးအဆင်ပြေမယ်တကယ်လို့နေကောင်းနေရင်လည်းဒီရတရားလေးပြုလုပ်နေလို့ရတယ်ဗျဒီရတရားလေးပြုလုပ်ရှင်အဖြစ်လည်းမိတ်ဆွေများအသက်ရှင်အနာမဲတယ်ဆိုတဲ့ရတရားကိုမျိုးလည်းဖြစ်ပါလားခင်ဗျဒီတရားလေးရည်ပါလေးတော့ဆိုရင်အင်္ဂလိပ်လို17ရက်နေ့တိုင်းမှာအင်္ဂလိပ်လို17ရက်နေ့တိုင်းမှာဒိန်ရှင်လေးတစ်ခွက်ဖျားမှာကလူမယ်ကလူပြီးတော့တက်ရှိကျမ်းမှာဘုတ်တို့ရစတောင်းမှာပြအဲ့ဒါလေးနေမကောင်းတဲ့သူရှိတယ်ပြုလုပ်လို့ရတယ်လို့နေကောင်းနေတဲ့အိမ်မှာလည်းပြုလုပ်ထားလို့ရတယ်ဗျအဲ့ဒါလေးသူရှိအဖြစ်တက်ရှိကျမ်းမှာစိတ်ချမ်းသာပါလေဗျမိတ်ဆွေများအားလုံးဒိန်ရှင်လူပြီးတက်ရှိကျမ်းမှာဖို့လိုရလေးစတောင်းကြတာဗျ